စိတ်ပိစီမှုအယံများတဲ့သူတွေအတွက်စိတ်ပိစီမှုလျှော့ချနည်းလေးနေလမ်းလေးတစ်ခုကိုမျှဝေပေးချင်ပါတယ်လွယ်ကူရိုးရှင်းပါတယ်ကျွန်တော်တို့အဝေးကြည့်နေကြတယ်မလို့ပါဘူးအဲ့ဒီနည်းလမ်းကတော့ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေသိပြီးသားဖြစ်တဲ့တရားထိုင်ခြင်းဒါမှမဟုတ်ကမ္မဋ္ဌာန်းထိုင်ခြင်းဖြစ်ပါတယ်တရားထိုင်ခြင်းဒါမှမဟုတ်ကမ္မဋ္ဌာန်းထိုင်ခြင်းဆိုတာဘာလဲတရားထိုင်ခြင်းကမ္မဋ္ဌာန်းအားထုတ်ခြင်းဆိုတာကကိုယ့်ကိုယ်ကိုပြန်ပြီးလေ့လာခြင်းကိုယ်စိတ်ကိုယ်ရုပ်ကိုပြန်ပြီးလေ့လာခြင်းကိုတရားထိုင်ခြင်းကမ္မထံအားထုတ်ခြင်းလို့ခေါ်ပါတယ်ဒီမှာရည်ရွယ်ချက်တွေအမျိုးမျိုးနဲ့တချို့ကကမ္မထံအားထုတ်ကြတာရှိပါတယ်ပထမဆုံးရည်ရွယ်ချက်ကတော့စိတ်ဖိစီးမှုတွေပျောက်ကင်းပြီးတော့မှစိတ်ငြိမ်းချမ်းမှုရရှိဖို့ဆိုတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်နောက်ဒုတိယတစ်ချက်ကတော့တန်တရားဝဆင်းရဲကဆင်းရဲဒုက္ခတွေလွတ်ကင်းပြီးတော့မှမတ်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဆိုပြီးတော့မှဒီရည်ရွယ်ချက်မျိုးတွေနဲ့ကမ္မထံအားထုတ်ကြတာမျိုးရှိပါတယ်ဆိုတော့အဲ့ဒီမှာမတ်ဖို့နိဗ္ဗာန်ကိုရောက်ဖို့ဆိုတာလေးကိုခဏကျွန်တော်တို့မေ့ထားပြီးတော့မှလက်ရှိမှာစိတ်ပိစီးမှုရောကြဖို့အတွက်ကမ္မထံအားထုတ်တာလေးကိုအရေးဆုံးလုပ်ကြည့်ပါတနေ့ကိုအနည်းဆုံး15မိနစ်ဒါမှမဟုတ်မိနစ်30လောက်ရအောင်ကြိုးစားပြီးလုပ်ကြည့်ပါကျွန်တော်ကိုယ်တိုင်လည်းနေ့စဉ်မိနစ်30လောက်ရအောင်ကြိုးစားပြီးလုပ်နေပါတယ်အဲ့ဒီလိုလုပ်ခြင်းအပြင်ဘာတွေဖြစ်လာလဲဆိုတော့အဲ့လိုလှုပ်လှက်ခြင်းအပြင်စိတ်ကအလိုလိုနေရင်းနဲ့ငြိမ်းချမ်းလာတယ်အေးချမ်းလာတယ်စိတ်အဲ့လိုလိုနေနဲ့ငြိမ်းချမ်းအေးချမ်းလာတဲ့အချိန်မှာနေ့စဉ်လှုပ်ရှားသွားလာနေတဲ့ကိစ္စရပ်တိုင်းပေါ်မှာအရာရာကိုအကောင်းမြင်တက်လာတယ်အဲ့လိုအကောင်းမြင်တက်လာတော့အလိုလိုနေနဲ့စိတ်ကပျော်လာတယ်အဲ့လိုစိတ်ပျော်လာတော့စိတ်ချမ်းသာလာတယ်အဲ့လိုစိတ်ချမ်းသာလာတော့စိတ်ဖြစ်စီမှုကအလိုလိုနေနဲ့ရောကြလာတယ်ဒီနည်းလမ်းလေးကတကယ်အကျိုးရှိလို့ကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်ဗုဒ္ဓဘာသာမှတ်ရင်တော့ကျွန်တော်အများကြီးပြောစရာမလိုပါဘူးလုပ်ကြည့်ပါတကယ်အကျိုးရှိတဲ့နည်းလမ်းလေးမို့လို့စိတ်ဖိစီးမှုများနေတဲ့သူတွေမဖြစ်မနေကြိုးစားကြည့်တဲ့နည်းလမ်းလေးဖြစ်တယ်ဆိုတဲ့အကြောင်းမျှဝေပေးလိုက်ပါတယ်ကျေးဇူးပါနောက်ဗီဒီယိုလေးမှာပြန်ဆုံပါမယ်